အားလုံးပဲမင်္ဂလာပါခင်ဗျ။ We Knowledge Share မှာကြိုဆိုလိုက်ပါတယ်။မအောင်မြင်တဲ့လူအများစုကိုကြည့်ရင်တူညီတဲ့အချက်ကကိုလုံးတဲ့အလုပ်ပေါ်မှာစေတနာထားမှုနည်းပါးကြပါတယ်။အလုပ်ရှင်အပေါ်လုပ်ဖို့ကိုင်ပဲအချင်းချင်းအပေါ်စေတနာနည်းပါးတာထက်ပိုပြီးဆိုပါတဲ့အချက်ပါ။ဒီနေရာမှာကျွန်တော်နားလည်တဲ့စေနာရဲ့အဓိပ္ပာယ်ကိုပြောပြချင်ပါတယ်။စေနာဆိုတာကကောင်းတဲ့အကျိုးစီးပွားကိုလိုလားခြင်းပါပဲကိစ္စရဲ့တော်တော်များများကိုကြည့်မယ်ဆိုရင်ရှုံးနိမ့်နေစေပုံကိုယ်တွေဟာလုပ်ငန်းနဲ့ပတ်သက်လို့ကောင်းမွန်အောင်အားမစိုက်ကြပါဘူးလက်ရှိအချိန်ကိုလည်းတမိုးထားမှုအားနည်းကြပါတယ်ကိုယ့်ရဲ့အည်သွေးကိုအပြည့်အဝအသုံးမချပဲသူတစ်ပါးကိုမိကိုလိုစိမ့်များကြတယ်ဇွဲသုံးကလည်းမရှိကြဘူးရိရလည်းအားနည်းကြတယ်အလုံးအပေါ်ကအကျိုးအမြတ်တွေကိုမျှော်လင့်ပြီးစိုက်ထုတ်ရမယ့်ယင်းနှိမ့်မြုပ်နှံမှုတွေချိုးတတ်ကြပါတယ်ဒီလိုချွင်းချက်တွေကြောင့်ပဲအောင်မြင်မှုပန်းနိုင်စီမရောက်ကြတာပဲဖြစ်ပါတယ်။တာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။